你们好，琪琪吧。3 minute ထဲနေဘာပြောမှန်းတော့မသိဘူးနည်းနည်းတော့နည်းနည်း rush ဖြစ်တယ်ပေါ့နော်3 minute ပဲရတယ်ဆိုတော့အဲ့တော့ချီချီကလိုရင်းတို့ရှင်းနေပဲ review ပြပြရမယ် okay ဒီနေ့ဘာကိုပြောမှလဲဆိုတော့ number 33ရက်ဆက်တဲ့အရင်ဆက်ကောင်လေးကထပ်ပြီးတော့မရှင်းပြိုင်ကျွန်တော် okay 3 minute ပဲအချိန်ရတာဆိုတော့မြင်မြင်ပြောမယ်ရန်ဟောက်ကကြီးမြတ်သောဆေးဆရာဆိုတဲ့ဝိထုဇလန်နဲ့အရင်ဆက်ကောင်လေးသူကဇက်လိုက်ဖြစ်တဲ့သူ့ရဲ့ညီနဲ့တစ်ချိန်လုံးလိုက်ပြီးတော့ကြိုင်ဆိုင်နေလက်ပြီးတော့ဇက်သိမ်းတဲ့အချိန်မှာကိစ္စပြတ်သွားတယ်။ဟောကိစ္စပြတ်သွားပြီးတော့သူသေးသွားပြီးကမှသူတိလိုက်တာသူကဒီတိုင်းပဲဝိထုစာအုပ်ထဲကအရင်ဇက်ကောင်လေးဖြစ်နေတယ်။ဒါပေမဲ့ကံကောင်းရှင်တော့တစ်ဖက်ပြန်ပြီးတော့မွေးဖွားလာတယ်ပြန်ရှင်လာတဲ့ခါကျသူဘာလုပ်လဲ။ကောင်းပြီသူမပြိုင်တော့ဘူးတဲ့သူမပြိုင်တော့ပဲနဲ့ဘာလုပ်လဲ။ तू ကအရင်ဘွားလိုမျိုးသူ့ညီနဲ့ပြိုင်ပြီးတော့ဆေးဆရာလိုက်ပြီးတော့မလုပ်တော့ဘူး။ तू ကအစကတည်းကမက်ချာတွေဝါသနာပါတာ sorry မက်ခလို့တတ်ထွက်တယ်။ okay MECHA ကိုမက်ခလို့တတ်ထွက်တာချီချီကသိပါတယ်။ဒါပေမဲ့ချီချီပထမအဦးဆုံးဖတ်ခဲ့ဘူးတဲ့ဝိထုတွေပေါ့နော် industry လာဝိထု2ပုတ်3ပုတ်လောက်ကအဲ့လိုမျိုးမိုက်ချလို့ရေးထားဖြစ်တဲ့အတွက်ချီချီကမိုက်ချလို့အတန်ထွက်ရတာပေါ့အရင်အကျင့်ပါနေရဖြစ်တယ် so sorry ပါအမှန်ကိုသိရတာနဲ့အမှားကိုမပြင်နိုင်တဲ့ချီချီကိုခွင့်မလွတ်ကြပါနဲ့ okay အဲ့တော့ရန်ဟောက်ကမက်ချာတွေဝါသနာပါဖြစ်တဲ့အတွက် तू ကမက်ချာတွေတိဆောက်တဲ့အပိုင်းကို तू ပြောင်းပြီးတော့လေ့လာလိုက်တယ်သူ့ရဲ့ career ကို သူချိန်လိုက်တယ်ပေါ့ချိန်လိုက်တဲ့အချိန်ကျမှသူ့ရဲ့mainly ဖြစ်လာမယ်သူရဲ့ mainly ဖြစ်လာမယ်ရှက်ဟိန်နဲ့တွေ့ရရှက်ဟိန်ကမက်ချာမောင်းတဲ့သူရန်ဟောက်ကမက်ချာတိဆောက်တဲ့သူရန်ဟောက်ကမက်ချာတွေတိဆောက်တဲ့အချိန်မှာကျတော့ तू ကသူ့ရဲ့ဝါသနာလဲပါတယ်ပါရမီလေးရှိတဲ့ခါကျအရင်အောင်မြင်လာတယ်မတရားယူအောင်မြင်လာတယ်လုံးဝဟိုအရန်ကိုထူးချွန်ပြောင်မြောက်တဲ့ပါရမီရှင်ဖြစ်လာတယ်ဆိုအဲ့လိုဆိုအတိတ်ဘဝတုန်းကဂျာပန်ဖြူလေးဖြစ်ခဲ့တဲ့ဇက်လိုက်ကောင်ကသူ့ကိုမနာလိုဖြစ်လာတယ်သူဇက်လိုက်ကောင်ကကြတော့အတိတ်ဘဝတုန်းကဇက်လိုက်ကောင်ကဒီတိုးတက်လာခဲ့တာတွေကကြလည်းပဲရန်ဟောက်ရဲ့အရေးချင်းနေနဲ့ထောက်ပံ့မိခဲ့လို့တိုးတက်လာတာဆိုတဲ့ခါကျတော့အဲ့ကောင်မနာလိုတော့ဘူးသူ့ရဲ့တိုးတက်မှုနှုန်းတွေကကြရန်ဟောက်မရှိတဲ့အခါမှာသူကနှောက်နှေးကုန်နေဆိုတဲ့အခါကျတော့သူကရန်ဟောက်ကိုလာပြီးတော့သူ့ဘက်ကိုစိတ်ပညာကိုတင်မှုအတွက်ဆွဲတယ်ပြီးတော့ရန်ဟောက်ရဲ့မိပါတယ်ဇက်လိုက်ကောင်ပဲတစ်ချိန်လုံးချစ်နေသားသမီးချင်းအတူတူရန်ဟောက်ကိုဆိုလို့ရှိရင်မချစ်ကြဘူးရန်ဟောက်ကနောက်ဆုံးကြသူ့ရဲ့အဖေရောအမေရောသူ့ရဲ့အတိတ်ဘဝတငယ်ချင်းတွေအကုန်လုံးဇလန်ဖြတ်လိုက်တယ်သူကအခုလက်ရှိသူ့ရဲ့ဘဝမှာပေါ့နော်သူ့ရဲ့တငယ်ချင်းတွေသူ့ရဲ့ချစ်သူရဲ့ဆရာတွေသူ့ရဲ့အသက်တွေးတွေပေါ့နော်အသက်တွေရဲ့မိတ်ဆွေတငယ်ချင်းတွေအားလုံးကသူ့ကိုချစ်ကြတယ်သူ့ရဲ့ပါရမီတွေလည်းပဲထူးချွန်မှုတွေကိုလည်းပြနိုင်တယ်ပေါ့နော်ဒီလိုလေးနဲ့ပဲဒါသိသွားပါတယ်။အိုးရှက်ဟင်ကိုကတော့ထမင်းပြောကောင်းမှာ။